မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်တို့ဒီတစ်ခေါက်သင်ခန်းစာမှာ while loop ပြင်ကျွန်တော်တို့ပြောခဲ့ပြီဟုတ်ကဲ့နော် while loop ပြင်ကျွန်တော်တို့ပြောခဲ့ပြီ while loop ပြင်မှာပဲအချက်နဲ့ချက်ရှိတယ်ကျွန်တော်တို့ကြည့်မယ် while loop ဟုတ်နော် statement တစ်ခုကိုအထက်ထပ်လုပ်ဖို့တယ်ကျွန်တော်တို့ iteration ကိုသုံးရမယ် iteration ကိုကျွန်တော်တို့ program မှာဘာလို့ခေါ်လဲ loop လို့ခေါ်ဟုတ်ပြီသုံးဖို့တော့ဘာ keyword လို့လဲ while keyword လို့လဲ while loop ကိုသုံးဖို့တော့ while keyword လို့လဲ while keyword ရဲ့လုံးဆောင်ချက်၃ချက်ရှိအဲ့ဘာလဲပထမတစ်ချက်ဒါမဖြစ်မနေလောက်ရတယ်နော် index number ကိုမှတ်မယ်ဟုတ်တယ်လေကျွန်တော်တို့ looping ပတ်တယ်ဆိုမှတော့အတိုင်းသားမရှိပတ်လို့မရဘူးမင်းဘယ်နှချိန်လုံးမှာလဲဟုတ်တယ်လောက်တာတော့လုံးလို့ရတယ်မင်းဘယ်နှချိန်လုံးမှာအဲ့ဒါ second ကြပြောအောင်ဒါ computer လေကျွန်တော် brand ပြန်မလာတော့လုံးလို့ဟုတ်ကဲ့နော်ပထမတစ်ချက် index number မှတ်ပြီးနောက်ကျတော့ check condition ဒီ index number ကဘယ်ချင်းနေထိကျွန်တော်တို့ပတ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီ i index number ကို increase the index number ကိုကျွန်တော်တို့ဘာလုပ်ပေးရမလဲပြန်တိုးပေးရမယ်အဲ့ကြမှာကျွန်တော်တို့က looping ရဘာလုပ်မှာလဲရက်မှာ okay အဲ့ဒီကျွန်တော်တို့ဘာ looping လဲဆို while looping ဘယ်ချင်းနေတစ်ခုခုနဲ့ညီသွားရင်မင်းဒီကနေထွက်လာတယ်ဘယ်ချင်းနေတစ်ခုခုနဲ့မညီသေးတယ်မင်းညီနေသေးတယ်မင်းဒါကိုလုံးပါလေမညီတော့ရင်မင်းရက်တော့ပါလေโอเคနော်အဲ့ဒါကိုကျွန်တော်တို့ while looping ဒါတစ်ချက်နှစ်ချက်သုံးချက်โอเค while looping ရေးတဲ့နေရာမှာသုံးချက်ရှိတယ်အဲ့ဒီသုံးချက်ကိုတစ်ပြိုင်နက်တည်းပေါင်းပြီးတော့ရေးတဲ့ statement တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုရင် for statement for looping for loop ဟုတ်နော် for loop မှာကြည့်လိုက်ဒီဆောင်ဝင်ကြည့်မယ်နော် for keyword တစ်ခုတိုးလိုက် for keyword ကိုသုံးတယ် present this ခွာထားတယ်ပြီးကျွန်တော်တို့ curly brace ထဲမှာလုပ်တယ်ဟုတ်နော် present this ထဲမှာပဲကျွန်တော်တို့ point မှာလုပ်တဲ့အချက်တွေအကုန်လုံးတစ်ခါတည်းလုပ်သွားတယ်ဟုတ်နော် I equal to 1 I less than 10 I blah blah အဲ့သုံးခုလုံးဒီပါလုပ်သွားတယ် present this ထဲမှာလုပ်တာလုပ်သွားတဲ့အချက်တွေကိုလုပ်သွားဘာနဲ့ခွဲလဲ semicolon နဲ့နှစ်ခုနဲ့ခွဲတာအဲ့သုံးချက်ကို status index ကိုလုပ်မယ် check condition စစ်မယ်ပြီးရင်ကျွန်တော်ဘာလို့ increase index ကို increase တိုးမယ်ဒါပဲအဲ့ကျွန်တော်တို့ခုနလုပ်ထားတဲ့ program ကိုကျွန်တော် while နဲ့ for နဲ့ပြန်ရေးထားတယ်ဟုတ်လားတော့ကြည့်ဒါကျွန်တော်တို့ခုနဘာ I equal to 0ဟုတ်လား I equal to 0ပြီးရင်တော့ I less than 10 I 10နဲ့ငယ်နေတယ်ကျွန်တော်တို့ amount ကိုဘာလုပ်မလဲ100ထည့်တယ်100ပေါင်းပြီးတော့ကျွန်တော်ဘာလုပ်မလဲရေးမှာပြီးရင်တော့ I ကိုတိုးမယ်တိုးပြီးမှ I ကို left ထုတ်တယ် okay အဲ့ဒါကိုကျွန်တော် for နဲ့ပြန်ရေးလိုက်ဒါကြည့်ဘာ amount equal to 10ဟုတ်တယ် amount ကို0ပေးထားတယ်ပြီးရင်ကျွန်တော်တို့ I နဲ့ I equal to 1ဘာ I equal to 1 I plus plus ဟုတ်တယ်ဒီ while မှာလုပ်တဲ့ condition 3ချက်လုံးကျွန်တော် for ထဲမှာသွားထည့်နော် present this ထဲမှာသွားထည့်တယ်နော် present this ထဲမှာသွားထည့်တယ်နော်ပြီးရင်တော့ amount ကလုံးဆောင်ချက်ဒီကောင်ကိုကျွန်တော်တို့ကဘယ်နှချိန်လုံးချင်တာတော့ I ဟာ10ထက်ငယ်နေ10ထက်ငယ်လေးငယ်မယ်ညီနေညီရဲ့အခြေအနေထိဒီ amount နဲ့ဘာထဲမှာလဲ100ထဲမှာ100ဘယ်နှခါပေါင်းသွားမလဲ10ခါပေါင်းသွားမှာဖြစ်တဲ့အတွက်ဘာထွက်ပါ1000ထွက်မှာအတူတူပဲ control ချက်နဲ့ reflect လုပ်ချက် okay 1000ဒါပဲဒါဒီကျွန်တော်တို့ဘာ loop လဲဆိုရင် for loop for loop ချင်း beginner ဆိုဒီလောက်ဆိုရတယ်ဒါကြီးပါမလို့ဒီ for loop မှာဆိုပုံမှန် programming ဟွာလုပ်တဲ့လူတွေဆို for loop မှာဆို star တွေထုတ်တယ်အကျယ်တွေထုတ်တယ်တတိကန်တွေထုတ်တယ်ရတယ်ထုတ်လို့ရတယ်ဒါပေမဲ့အရှုံးမခံနဲ့ for loop ရဲ့အတိတ်ပဲကိုရညာပြီဟုတ်မလား looping တွေအဓိကပါလဲ statement တစ်ခုမဟုတ်နော်လုံးဆောင်ချက်တွေဒီထဲမှာကြိုက်တယ်လို့လုပ်လို့ရတယ်အမောင်းတက်ထဲအောင်လားအဲ့ဒါနှစ်ကြောင်းလောက်ပါ copy ကူးနှစ်ကြောင်းဆွဲလိုက်အဲ့ကောင်100နှစ်ခါထည့်တော့200ထည့်ဖြစ်သွားတယ်3ခါတော့100 3ခါထည့်300ထည့်တခါထည့် looping ပတ်တယ်ထည့်တယ် looping ပတ်တယ်ထည့်ဒီထဲမှာကြိုက်တဲ့လောက်ဒီ for ရဲ့ curly brace ထဲမှာကြိုက်တဲ့ code တွေလားအဲ့ code တွေအကုန်လုံးဒီ looping ပတ်ပြီးအချိန်ချင်းမလုပ်နေလဲအလုံးလုံးအချိန်ချင်းတိုက်စစ်နေမယ်ဒါဒီကျွန်တော်တို့ဘာ loop လဲဆိုရင် for loop okay မနော်ဟုတ်ပြီ for looping ရပြင်တော့တစ်ခု looping တစ်ခုရှိတယ်အဲ့ဘာလဲဆို C-based language တွေနော်ဒါကျွန်တော်တို့သင်တဲ့ C-based language တွေမှာအကုန်လုံးတူတယ် every programming language ဒီ theory ကုန်တူမယ်ဟုတ်လား do while loop နာမည်လေးကိုကြည့် do လောက်ပါ while loop do လောက်ပါ while စင်တွင်ဟုတ်လားတခုခုကတော့လောက်ကိုလောက်သွားတယ် while စင်တွင်ဘယ်ချိန်နေထိလဲသူရေးသားမို့လေးကြည့်လိုက်ဒါကျွန်တော်ရေးမပြတော့နော်ဒီချင်းတို့ကြည့်လိုက် condition မှန်သူကျွန်တော်တို့ပေးထားတဲ့ condition မှန်သူက do အဲ့ဒီခွန်းစားခွန်းပဲခွန်းစားခွန်းကိုရှေ့ထားလိုက်တာဗျာ curly brace ကိုရှေ့ထားလိုက် curly brace ထဲရတယ်အကုန်လုံးပါပဲ while နဲ့ပြောင်းပြန်လှန်လိုက်ဟုတ်လားတခုကတော့ condition စစ်ရသေးတယ်မစစ်ရသေးတယ်အရင်တော့အဲ့လောက်ကိုလောက်သွားကျွန်တော်ဘယ်လိုချင်းနေလဲဆိုတော့တို့website တခုဗျာ login ဝင်နေတာတွေ့ရမလား user name password ရိုက်တယ် user name password ရိုက်တဲ့မှာ तू တိုက်စစ်မယ်မှန်လားမမှန်လားဒါဘယ်ချင်းနေထိ तू မှန်မလဲတော့ user name ကိုတချို့ဟာတွေတော့3ခါပဲရိုက်လို့ရတယ်ဟုတ်နော်3ခါပဲရိုက်လို့ရတယ်အဲ့ဒီ3ခါကြော်ရင် तू ရိုက်လို့ရလားမရဘူးမဟုတ် तू ကဘယ်နှခါတော့လုပ်လို့ရတယ်3ခါတော့လုပ်လို့ရတယ်user name ကျွန်တော် mobile banking တွေသုံးခုလဲဆိုသိလိမ့်မယ်နော်3ခါတည်းရရင်အကောင်လောကျသွားတယ်ဟုတ်လား mobile banking ကိုအရေးကြီးတာဟုတ်ပတ်စံနေပါနေဟုတ်အကောင့်နေဟုတ်ပြီဒါပေမဲ့သူတိုက်စစ်တယ်ပထမကတိုက်စစ်တယ်မှားတယ်အခြေcondition မှားနေသေးတယ်
ညီမမညီရဟို database နဲ့သွားမညီရတယ်လောက်ခိုင်းတယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ကြတော့သူ database နဲ့တိုင်းစတာမှန်သွားတော့ထပ်လုံးမခိုင်းဒါသည်အားပဲ condition မှန်မှန်သူဒီတစ်ကြိမ်ရတော့လောက်သွားတယ်โอเคနော်အဲ့ဒီပုံစံကိုကျွန်တော်ဘာလို့ခေါ်လဲ do while looping ဟိုဒီမှာဒီအချိန်ကိုကြည့်လိုက်ဗျာ variable memory မှာတော့ a ဆိုတဲ့နာမည်100တန်ဖို့ထည့်ထားတယ် do အလုပ်တစ်ခုလောက်ခိုင်းလိုက်တယ်ပြီးရင်တော့ while looping နဲ့3ချက်ကတော့လောက်ရမယ်နော် index number မှတ်မယ်ပြီးရင်တော့ index number ကို1တိုးမယ်ပြီးရင် condition စစ်မယ်ဒါကိုပြောင်းပြန်လိုက်တယ် index number မှတ်တယ် index number ကို1တိုးတယ်ပြီးမှပါတော့ condition စစ်တယ်ဒီ a ကို1 block တို့ a 100ဖြစ်နေမှာပဲတော်သူ block တို့100ကျော်နေမှာဒါပေမဲ့ကျွန်တော်တို့စစ်တာ a less than 10 a ဟာ10ထက်ငယ်နေသေးသေးရဲ့ငယ်လား a ဟာ10ထက်မငယ်ဘူးလေ a ဟာ10ထက်ကြီးနေတာဟုတ်မလားကဲအဲ့ဒါဒီ do while loop ကိုဘယ်လိုချိန်နေမှာသုံးမလဲ program ကျွန်တော်ပြောခဲ့တဲ့ပဲ program ရေးတဲ့ချိန်မှာနားလည်သွားလိုက်ပြီ beginner အနေနဲ့အရှုံးမခံနဲ့ဟိုလိုတစ်ချက်တည်းနားလည်အောင်လေ့လာရင်ပို့ရှုပ်တတ်တယ်ဟုတ်မလားဒီနေ့နားမလည်ခဏနားထားလိုက်နောက်ရက်ထပ်လေ့လာကြည့်ကျွန်တော်နောက်တစ်မျိုးနဲ့လည်းနောက်3မျိုးပြမှာဟောနောက်ပိုင်းသွင်းနေရောပြအောင်ဟုတ်မလားနောက်ဟာနဲ့လည်းပြမှာဆိုတော့ပေါ့ခိုင်းတာမဟုတ်ဘူးသဘောတရားကိုပြောတာโอเคမနော်ဒါဒီပါလို့လေ do while loop where always happen at later one တစ်ချိန်ရတဲ့ခါလေလောက်သွားလိမ့်မယ်โอเคမနော်အဲဆိုရင်တော့iteration နဲ့ပတ်သက်ပြီးတော့ while ရှိမယ် for ရှိမယ်do ရှိမယ်အဲဆိုကျွန်တော်မေးအောင် while နဲ့ loop for နဲ့ဘယ်လိုနေရာမှာဘယ်လိုသုံးရမှာလဲများသောအားဖြင့်တော့ for တွေဒါသုံးကြတယ် while လည်းသုံးတယ် database စစ်တဲ့ချိန်တွေတော့ဘာလဲ while နေလည်းသုံးတယ်ကြားရတယ်လို့ဒီ3ချက်အခြေခံ3ချက်ကတော့ပါနေရမယ် program ကြီးတွေ project ကြီးရေးတဲ့ချိန်မှာနားလည်ပါလိမ့်မယ်ဗျာ okay thank you ဗျာ